အားလုံးမင်္ဂလာပါတရားချစ်ခင်သူတော်စင်အပေါင်းတို့ခင်ဗျဓမ္မကုသိုလ် channel မှာကြိုဆိုလိုက်ပါရစေတန်ဝေကဆိုတဲ့ရင်ထဲနှလုံးထဲမှာဖြစ်ပေါ်လာတဲ့သဘောတရားကိုမိမိတို့ရဲ့ရင်ထဲမှာဖြစ်ဖို့လိုတယ်တန်ဝေကဆိုတာပတ္တပရဲ့တတိရဲ့ပညာရဲ့ဒီသုံးမျိုးပေါင်းစပ်ထားတဲ့အရာဖြစ်တယ်ပတ္တပဆိုတာတန်တရားဝဆင်းရဲကြီးကိုကြောက်လန့်တဲ့သဘောဟာတာကြောက်ဆရာကြီးပဲဆိုတာသိတဲ့ပတ္တပတတိဆိုတာအမတ်တမဲ့နေတာမဟုတ်ဘူးတနေ့ပြီးတနေ့ဒိုးတွေကချီးလာကြ2019ခုနှစ်ရောက်လာတာမကြာခင်ကမှလူတွေဟာသူတို့ရန်ကုန်ကလူတွေက2018ခုနှစ်ကုံဆုံးမဲ့ညမှာမအိပ်မနေစောင့်ကြိုပြီးတော့12နာရီမှာ Happy New Year လောက်လာကြတာအခု17ရက်ရောက်သွားပြီတစ်နှစ်မှာရက်ပေါင်း365ရက်ရှိတဲ့ထဲကအခု17ရက်ရော့သွားပြီလို့သူတို့ပြောတာအဲ့ဒီရော့သွားတာအမတ်တမဲ့နေတဲ့လူတွေရောမှမသိဘူးရော့တာသူ့ဘာသူပြက်ကလေးနဲ့သာတရွက်ပြီးတရွက်ကုန်သွားတာငါနဲ့ဘာမှမဆိုင်ဘူးလို့ထင်နေကြအများစုကအဲ့လိုထင်တော့ထင်နေတဲ့အချိန်တော့စိတ်သက်သာတာပေါ့စိတ်ပြည့်စရာသူမတွေးမိဘူးဆိုစိတ်သက်သာတယ်လို့ထင်ရတယ်သို့တော့ပြင်ဆင်ရမယ့်အလုပ်တွေကိုသူမပြင်ဆင်သည့်အတွက်ကြောင့်ရှေ့မှာကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခတွေနဲ့တွေ့တဲ့အခါမှာခြေမကိုက်မိလက်မကိုက်မိဖြစ်တတ်တယ်အဲ့ဒါဟာတတိတရားကင်းလွတ်နေခြင်းကြောင့်ဖြစ်တာဖြစ်တယ်ကြိုတင်သိရှိထားတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုပြင်ဆင်ပြီးတော့သွားဥပမာမဲ့မပြင်ဆင်မဲနဲ့ခရီးသွားတယ်ကိုသွားတဲ့အချိန်ကတော်ကိုနောက်ကျသွားသည့်အတွက်ကြောင့်ကိုရောက်ရမယ့်အချိန်မှာအမောင်ကြီးကျပြီးတော့အနေရည်များတဲ့လမ်းကနေရှောက်လှမ်းရမှာကျွတ်တင်ပြင်ဆင်မထားတဲ့လူကမောင်းလာလေးလေးကိုလမ်းပေါ်ကဘာရှိမှမသိလေးလေးကြုံတွေ့ရမယ့်အနေရည်များလာလေးလေးစိတ်ဒုက္ခကြီးမားလေးလေးဖြစ်တယ်အေးငါသွားတဲ့ခရီးဟာမကြခင်လမ်းဆုံးမရောက်ခင်မှောင်နေမယ်ကျွတ်တင်ပြင်ဆင်ထားမှဖြစ်မယ်ဆိုပြီးတော့အလင်းတမီတို့ဘာတို့ယူဆောင်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်ကြတော့မှောင်တာဟာသူ့စိတ်ကိုမချောက်ချားတော့ဘူးမချောက်ချားစေနိုင်တော့ဘူးသူဟာပြင်ဆင်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့ရဲရဲဝံ့ဝံ့ဖြတ်တန်းသွားလာနိုင်တယ်အဲ့ဒီသဘောပဲဘုန်းကြီးတို့တွေဘဝခရီးကိုသွားတဲ့အခါမှာပြင်ဆင်ကြရမှာဖြစ်တယ်ဟောပြင်ဆင်ထားတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ပဲကြုံတွေ့ရဲဝံ့ရင်ဆိုင်နိုင်တယ်တော်တယ်မှာအန္တရာယ်ရှိတယ်ဆိုလည်းပဲပြင်ဆင်ထားသည့်အတွက်ကြောင့်ရင်ဆိုင်တွေ့လာတဲ့အခါမှာခြေမကိုက်မိလက်မကိုက်မိမဖြစ်တော့ဘူးကျွတ်တင်ပြင်ဆင်ထားသည့်အတွက်ရင်ဆိုင်ဝန်းသွားတယ်ပေါ့ဘဝဆိုတာကတ္တရာကြီးနဲ့တူတယ်ကတ္တရာဆိုတာအသွားလာပြတ်ပြီးတော့အလွန်အန္တရာယ်များတဲ့ခရီးပဲအဲ့ဒီခရီးသွားတဲ့ပုဂ္ဂိုလ်တိုင်းဟာပြင်ဆင်ကြရတယ်မပြင်ဆင်မဲနဲ့သွားရင်အန္တရာယ်နဲ့ကြုံလို့ရှိရင်ငုတ်တုတ်ပဲထိုင်ရမှာပဲဖြစ်တယ်ဟောအဲ့လိုမဖြစ်ရအောင်တန်တရားခရီးမှာလေဘုန်းကြီးတို့တွေပြင်ဆင်ကြတာပြင်ဆင်တာတွေကဘာတွေနဲ့ပြင်ဆင်ကြတော့အခုလိုမွေးနေ့အမှတ်တရကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါလည်းပြင်ဆင်မှုတစ်ခုပဲနော်ကျွတ်တင်ပြင်ဆင်တာပဲဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်အခါအားလျော်စွာသမထဝိပဿနာကမ္မထာဘာဝနာပွားများတယ်ဘဝအရေးကိုစိတ်တွေးပြီးလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာလှုပ်တဲ့နာကိုရှောင်လို့လှုပ်တဲ့နာလှုပ်တယ်ဆိုတဲ့အသိဉာဏ်တွေနဲ့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်သွားတယ်ဆိုလို့ရှိရင်ကိုသွားရမယ့်ဘဝခရီးအကြောင်းကိုတည်တည်ချာချာလဲသိထားလို့ပြင်းပြင်းစင်စင်နေတဲ့ပုဂ္ဂိုလ်ဟာကြောက်เสียသိပြီးတော့မရှိဘူးလူတကာသွားတဲ့လမ်းငါလည်းသွားမယ်သို့တော့ငါမှဘာကြောက်เสียရှိလဲညမှောင်ကြီးတဲ့သွားတဲ့လူကဓမိပါတဲ့လူကမကြောက်ဘူး
ဘလောက်မောင်းမောင်းပါအရေးလဲငါမှဓာမိပါတယ်ထို့တူပဲတန်တရားခီးသွားတဲ့ပုဂ္ဂိုလ်ကလည်းငါကုသိုလ်ကောင်းမှုတွေလုပ်ထားတာဒါနလည်းရှိတယ်သီလလည်းရှိတယ်ဘယ်ဘဝသွားရငါမှကြောက်ဝန်းစရာမရှိဘူးဆိုတဲ့စိတ်အားတက်မှုတွေသူမှရရှိတယ်လို့သူဆိုတယ်ပေါ့နော်ဒါကြောင့်မို့အမတ်တမဲ့မနေပဲနဲ့ပြင်ဆင်ဆောင်ရွက်ကြမှာဖြစ်တယ်မထေရမြတ်တွေရဲ့အမတ်တရားစကားတွေကလည်းပဲဘဝတန်တရားခီးမှာပြင်ဆင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ဘဝသင်္ကန်းစာပေးတဲ့အနေနဲ့မိမိတို့ရဲ့အတွေ့အကြုံတွေကိုမျှဝေခြင်းပဲဖြစ်တယ်ပေါ့အခုဒီကနေ့အပိုင်း130မြောက်မတ်တရားစကားပြောတဲ့မထေရမြတ်ကသဗ္ဗဒါသလို့ခေါ်တယ်သဗ္ဗဆိုတာမြန်မာလူမွေလို့အဓိပ္ပာယ်ရတယ်ဒါသကကျွန်မွေဒီဟုသောကျွန်ရှိသူသူ့ရဲ့ခြေကျွန်ကမွေသဗ္ဗဒါသမထေရလို့ခေါ်တယ်သူဟာငယ်စဉ်ကတည်းကသဗ္ဗဒါသလို့မြည်ခဲ့တာလည်းဖြစ်ကောင်းဖြစ်မယ်နောက်မှတွေ့တဲ့နာမည်လည်းဖြစ်နေပြီသို့တော့ပိဋကသုံးမှုမှာနာမည်ကိုအရေးတကြီးမှတ်သားတာမဟုတ်သည့်အတွက်ကြောင့်နောက်ပိုင်းမှာသူသဗ္ဗဒါသလို့တွင်းလာတဲ့အချိန်ကျမှသူ့နာမည်ကိုမှတ်သားကြရတာဖြစ်တယ်မို့မွေချင်းမွေရဲ့အရှင်သခင်တော့မဟုတ်ဘူးပေါ့နော်သို့တော့ထူးဆန်းတဲ့လေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ရဲ့ခမည်းတော်ကြီးကနောက်ပိုင်းမှာသူကမွေကိုကုသတဲ့အတ္တပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမွေကစားတော့ကဘုံရမြို့ကြီးပြုံရွာမှာမွေတဲ့အခါမှာကြီးပြုံရွာကတောင်ရလှုပ်ရှားတဲ့မိသားစုတော့နေစဉ်အလုံးလုံးတဲ့အချိန်မှာတစ်ပင်အောက်မှာကလေးကိုတိတ်ထားခဲ့တယ်တိတ်ထားတော့အချိန်တန်လို့အိမ်ပြန်မလို့ကြည့်လိုက်တဲ့အခါကလေးအောက်မှာမွေလေးကခွေးနေတယ်မွေစိုးလေးကခွေးနေတယ်ဟောအဲ့ဒီမွေကသူ့ကိုကြိုက်မသွားဘူးနောက်အသက်ရွယ်ကြီးတဲ့အခါကျတော့မွေဆေးဆရာဖြစ်တယ်မွေဆေးဆရာဆိုတာခုခေတ်မွေစိတ်ကာကွယ်တဲ့ဆေးထိုးတဲ့ဆရာမဟုတ်ဘူးနော်ရှေးခေတ်ကယုံကြည်ချက်နဲ့အညီမွေမန္တန်တို့မွေကာကွယ်ဆေးတို့ဆိုတာမျိုးတွေကိုစုပ်နဲ့ထိုးတဲ့မွေဆေးဆရာမွေကုတဲ့အခါမှာအသက်ရှင်သေးတယ်သူ့လာပင့်လို့အသက်ရှင်သေးတယ်ဆိုရင်များသောအားဖြင့်တော့အစိတ်ကိုချပေးနိုင်လို့သူဆေးတိုက်လိုက်ရတယ်သူဆေးနဲ့ထိုးထားလိုက်တယ်ဆိုရင်မွေစိတ်ဟာပြည့်သွားတာတွေကများတယ်ပေါ့နော်ဘယ်နှယောက်ရဲ့လို့တော့ဘုန်းကြီးတို့တော့မမှတ်တတ်ဘူးပေါ့ငယ်တုန်းကသူမွေစိတ်ကုတယ်ဆိုတာအဲ့လိုသိရတယ်ပေါ့ဒါကြောင့်မို့လူဆိုတာအတိတ်ဘဝတွေကအကြောင်းတရားရှိတယ်အကြောင်းတရားတွေရှိတယ်အခုဒီမထေရမြတ်ကိုတော့သဗ္ဗဒါသမထေရလို့ခေါ်တယ်ဒီသဗ္ဗဒါသမထေရဟာထေရထက္ကထာအရာမှဆိုရင်သူဟာရှေးဘုရားတွေလက်ထက်တုန်းကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တဲ့ဘုရားနဲ့တွေ့တယ်ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်အခုဘုန်းကြီးတို့တွေအခုတရားနာနေကြတဲ့တရားနာပရိသတ်တွေဟာတစ်ချိန်တစ်ခါတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကုသိုလ်နဲ့အလှမ်းဝေးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားပွဲနာတောင်လာမှာမဟုတ်ဘူးဒါသိကြတယ်နော်တရားနာဖို့စိတ်ကူးတောင်ရမှာမဟုတ်ဘူးစတိတ်ရှိုးတို့ဘာတို့ပဲသွားကြမှာအဲ့လိုဝါဒနာကိုမပါဘူးအဲ့လိုကုလိုဝါဒနာပါဖို့ဆိုတဲ့ဒီနှလုံးသွင်းအစ္ဆတရားရရှိလာတာအတိတ်ဘဝနဲ့ဆက်သွယ်လာတယ်လို့ဆိုတယ်ပြီးတော့တရားကိုနာယူနိုင်တဲ့အသိပညာရှိဖို့ဆိုတာလေတာမန်နဲ့မရဘူးတရားပွဲမှာလည်းပဲရည်ကြရီပြောပြီးတော့တသောသောရည်ရမှာကျင့်တတ်တဲ့တရားမျိုးပဲသွားမှာပဲနော်အခုလိုတရား6ဆိုတော့သူမှမနာတရား6ဆိုတာအာယုဆိုင်ပြီးတော့နားထောင်ရတယ်နားလဲအောင်နားထောင်ရတယ်ရည်ကြလည်းမပါဘူးမောစရာလည်းမပါဘူးပုံဝတ္ထုလည်းမပါဘူးနော်ပုံဝတ္ထုလည်းအမှန်တမ်းနေပြီး
တဘာဝတရားတွေကိုပဲပြောတာဆိုတဲ့တရားဝဲကြတော့ရှေးကတရား6လို့ခေါ်တယ်နော်အဲ့တော့မြန်မာပြည်မှာလည်းရှေးကတရားတွေဟောကြတယ်ရှိစရာမောစရာပုံတူပတ်စဟာသတွေနဲ့ဆိုလို့ရှိရင်တဝဝတဟာဟာနဲ့အပြင်းပြေတာပေါ့နော်တရား6နဲ့ရင်တော့တဝဝသန်းနာပဲဖြစ်လိမ့်မယ်ရီမှာတော့မဟုတ်ဘူးတန်းညင်တဲ့စိတ်တွေနဲ့တန်းကုန်ကြတာပေါ့နော်အေးဝါသနာဆိုတာအမျိုးစုံပဲအတိတ်ဘဝတော့ကကုသကောင်းမှုတွေလုပ်ခဲ့ကြသည့်အတွက်ကြောင့်ဒီလိုတရားတွေကိုနာယူနိုင်တယ်တရားပွဲလာနိုင်တယ်ဆိုတာဟာလေအဆင့်တစ်ခုပဲလို့မှတ်သားကြရမှာဖြစ်တယ်နော်နောက်ပြီးတော့သူလုပ်ခဲ့တဲ့ကုသကောင်းမှုတွေဟာဝိဝတ္တုပနေတယကုသိုလ်လို့ဝိဝတ္တဥပနေတယကုသိုလ်ဝိကင်းရနိဗ္ဗာန်ကိုရည်တန်ပြီးတော့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုမျိုးဒါနလှူလဲဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုသီလဆောက်တည်လဲဣဒံမေသီလနိဗ္ဗာနတပစ္စယောဟောတုဆိုတမယောကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာလွတ်ရလွတ်ကြောင်းလမ်းကြောင်းမော့ကိုရောက်ရောက်လာတတ်တယ်ပေါ့ပါရမီမပြည့်သေးဘူးဆိုလို့ရှိရင်တော့ကိုယ်အသိဉာဏ်ကရင့်နေမှရင့်တရတိတောင်မှပဲချိုးတယ်ဆိုတာမှဲ့အောင်စားမှချိုးတာလေမဆောင်မဲနဲ့ငယ်ငယ်လေးတရတိတိကစားလေးခူးစားလို့ပဲချိုးမလဲနော်အဲ့ဒါအချိန်ခါဆိုတာရှိတယ်လူတွေမှာလည်းပဲအသိဉာဏ်ရင့်ကျက်လာတဲ့အချိန်ဆိုတာရှိတယ်အဲ့ဒီလိုအချိန်ခါမျိုးမှသူကထူးခြားတဲ့အသိဉာဏ်တွေကဖြစ်ပေါ်လာရှေးဘုရားတွေရဲ့လက်ထက်မှာဝိဝတ္တနေတိတဝိဝတ္တုပနေတယကုသိုလ်ကောင်းမှုကိုလည်းသူစီးပူအားထုတ်ခဲ့တာဖြစ်တယ်အဲ့ဒီကုသိုလ်တွေရဲ့စွမ်းအားကြောင့်ဘဝတစ်ခုမှဘဝတစ်ခုတန်တရားထဲမှာအလှည့်အပြောင်းနေလာရကနေခေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာဒီယဟန္တာလောင်းပုဂ္ဂိုလ်သူမြတ်ဟာဒီသုဒ္ဓရဏမင်းကြီးရဲ့ပရောဟိတ်ရဲ့တာလာဖြစ်တယ်ကပိလဝမြို့မှာလာမွေးဖွားတယ်ကပိလဝမြို့မှာသူသုဒ္ဓရဏမင်းကြီးရဲ့သားဖြစ်လာသုဒ္ဓရဏမင်းကြီးရဲ့ပရောဟိတ်ရဲ့တာလာဖြစ်တယ်မြတ်စွာဘုရားတောထွက်ပြီးတဲ့နောက်မှာ9နှစ်ကြာမှတိုင်းတော်ပြည်တော်ကိုပြန်လည်ကြွချင်ခဲ့တာအဲ့လိုပြန်ကြွတဲ့အခါမှာဆွေတွေမျိုးတွေဇာတိဒေသကဆွေမျိုးတွေနဲ့ဆုံတဲ့ပွဲမှာဆွေမျိုးတွေကဖះကိုငါတူငါသားလူဘွားတော်ကအတူနေလာကြတာဆိုတော့လေးစားသမှုမပြုချဘူးဒါထုံးစံအဲ့လိုဖြစ်တာကိုမြတ်စွာဘုရားကရှေးရခင်ကနဲ့မတူဘူးဆိုတာအစွမ်းတကူပြတဲ့အနေနဲ့6နှစ်ပတ်လုံးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်ခဲ့လို့ထူးခြားတဲ့အသိဉာဏ်ကျရရှိတာမို့ရေမီးအစုံတကောပြတရားကိုပြခဲ့ရတယ်နော်ရေမီးအစုံတကောပြတရားကိုပြထူးမခြားနာသချင်းကြီးခဏခဏကြားဘူးကြလိမ့်မယ်အဲ့ဒါရေမီးအစုံတကောပြတရားကိုပြတာနော်ခန္ဓာကိုယ်ကရေနဲ့မီးနဲ့ပန်းထွက်ပြီးအစမ်းတစ်ကျဲဖန်ဆင်းပြတာကိုယမကပါတိဟာရိယယမိုက်ပြတိဟာလို့ခေါ်တယ်ဆွေတော်မျိုးတွေရဲ့အလယ်မှာဘယ်လိုမှမကြုံဘူးတဲ့အံ့ဩထူးခြားဆန်းပြလှတဲ့တကူစွမ်းအားကိုပြပြီးတော့မြတ်စွာဘုရားရဲ့တရားဓမ္မဟောတဲ့အခါမှာရောက်လာကြတဲ့ပိဋကတ်တွေရဲ့ယင်ထဲမှာယုံကြည်အားကိုမြတ်နိုးတဲ့တရားတွေဖြစ်ပေါ်လာကြတယ်အဲ့ဒီတော့ကဆွေတွေမျိုးတွေနဲ့ဆုံစည်းတဲ့ပွဲမှာဒီမထေမြတ်ရဲ့အလောင်းဟာပါဝင်ခဲ့တာဖြစ်တယ်ပေါ့ရသဗျာရဲ့တရားကိုလည်းနာရတယ်အစွမ်းတကူတွေကိုလည်းဖူးတွေ့ရတယ်လို့ဆိုတဲ့အခါမှာရှင်တွေကသရတရားတွေလှိုင်းလုံးကြီးတို့မြင့်တက်လာပြီးနောက်ဆုံးမှာလူဘဝမှာမနေတော့ပဲနဲ့ရသဗျာရဲ့ဓမ္မခွင့်တောင်းပြီးတော့ယဟန်ဝတ်တဲ့အဆင့်ထိအောင်ရောက်သွားဒီပုဂ္ဂိုလ်သူများဒါလည်းပဲဒီဘဝမှာဖြစ်တာတော့မဟုတ်တော့အတိတ်ဘဝတုန်းကတည်းကသူဟာတန်တရားဟုတ်ကလွတ်လွတ်တဲ့စိတ်ဆန္ဒတွေတန်ဝေကားဆိုတဲ့ဟိရိဩတ္တပဩတ္တပတို့အတိညာဏ်တို့တတိတို့ဆိုတဲ့ဟာတွေ
သူရင်ထဲမှာဖြစ်ခဲ့လို့တန်ဝေကတရားရဲ့စွမ်းအားနဲ့လူဘဝမှာမပြောင်းမွေးတော့ဘဲနဲ့ယဟန်ဘဝကိုကူးပြောင်းခဲ့တာဖြစ်တယ်ပေါ့အဲ့လိုကူးပြောင်းပြီးတော့ဘုရားသာသနာတော်မှာတရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ထားအဲ့လိုကျင့်ကြံကြိုးကိုအထောက်တဲ့အခါမှာရင်ထဲကကိလေသာတွေလူဖြစ်ဖြစ်ဘုန်းကြီးဖြစ်ဖြစ်ရှင်ထဲမှာကိလေသာဆိုတာကာမဂုဏ်ရမဇောပဲဖြစ်ဖြစ်နော်များသောအားဖြင့်ကာမဂုဏ်ရမဇောတွေနဲ့ပစ္စည်းဥစ္စာတွေ့တာလူကိုတွေ့တာဘဝကိုတွေ့တာဆိုတဲ့အဲ့ဒီတွေ့တာမှုတွေရုပ်မထွက်နိုင်တော့ကိလေသာတွေရဲ့လွှမ်းမိုးမှုကိုခံစားရတယ်ခံစားတဲ့အခါတရားအထုတ်လိုက်တိုင်းစိတ်ဟာကာမဂုဏ်အာယုံဘက်ဖယ်ရောက်သွားပြီးတော့တရားနဲ့ဆုံစည်းပေးဖို့တရားရဲ့အာယုံမောကိုတင်ပေးလို့မရတော့အောင်အခြေအနေတွေကဆိုးဝါးပြီးတော့လာတယ်ပေါ့နော်အဲ့ဒီလိုတရားနှလုံးသွင်းလိုက်ကာမဂုဏ်အာယုန်တွေနဲ့မကျေနပ်မှုစတဲ့ကိလေသာတွေနဲ့ရင်ဆိုင်တိုးရတဲ့အခါမှာကိလေသာအာယုန်တွေဟာဖြတ်လို့နှိမ်နှင်းလို့မရနိုင်တော့အောင်သူ့ရင်ထဲမှာလှိုင်းတဘိုးကဲ့သို့တိုးတက်ဖြစ်ပွားလာတရားထိုင်လိုက်ကိလေသာတွေဖြစ်လိုက်နေဆိုကြာတော့သူ့စိတ်ထဲမှာငါတရားအထုတ်လို့တော့ဘာမှထူးမှမဟုတ်ပါဘူးဆိုတဲ့စိတ်တွေဖြစ်လာမအောင်မြင်တဲ့အခါမှာလူဟာစိတ်တက်ကြလာကိုလုပ်တဲ့လုပ်ငန်းတစ်ခုကိုမအောင်မြင်ဘူးဆိုတာစိတ်တက်ကြလာတဲ့သဘောတရားဟာလူတိုင်းမှာဖြစ်တာရှိတဲ့အရာပဲဖြစ်အဲ့ဒီမှာသူတပ္ပဒါသလို့တွင်သွားတဲ့အကြောင်းကတော့ဘာလို့ဆိုရင်သူဟာစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်လေးမှာဒီမိဖို့ချောင်းထဲမှာဒီမွေလေးတစ်ကောင်မွေဆိုးတစ်ကောင်ကိုယဟန်တွေကတွေ့တော့ဖမ်းကြတယ်ဖမ်းပြီးတော့အိုးရဲထည့်ပြီးတော့အဝေးကိုပို့ဖို့ကြိုးစားကြတယ်အဲ့ဒါလို့အဝေးပို့ဖို့ကြိုးစားတဲ့အခါမှာသူကလည်းစိတ်ပြက်နေတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အဲ့ဒါဘာလဲလို့မေးတော့မွေဆိုးဖမ်းလာတာလို့ဆိုအဲ့ဒီမွေဆိုးဖမ်းလာရင်သူ့ပေးပါသူသွားလွှတ်ပတ်မယ်ဆိုပြီးအိုးမပြီးယူသွားသူကတေးခြင်းနေတာအဲ့ဒီအချိန်မှာတေးခြင်းနေတော့ဒီတိုင်းတေးတာတဲ့ဘယ်လိုတေးရမလဲလို့သူကစဉ်းစားနေတာတစ်ပင်မောကခုံချတေးရမလားခုခေတ်ကတော့ဆန်းတယ်လေတိုင်းပြည်ကြီးတွေပေါ်တော့တိုင်းပြည်ကြီးတွေပေါ်ခုံချတာတော့တရားရှိတော့တရားပေါ်ခုံချတာတော့မျိုးစုံမို့လူတွေဟာကျိုးဆွဲချတာတို့မျိုးစုံလုပ်ကြအဲ့သူကလည်းတေးဖို့စဉ်းစားနေတယ်ဒီဘဝမှာယဟန်တရားအထုတ်လို့လည်းမရဘူးလူပြန်ထွက်ပြန်တော့လေရှက်เสียကြီးငါသေးတာပဲကောင်းပါတယ်လို့ဆိုပြီးတေးချင်းနေတဲ့ပုဂ္ဂိုလ်မွေဖမ်းလာတာနဲ့သွားတိုးတဲ့အခါကျတော့အဲ့ဒီမွေကိုသူလွတ်မယ်ဆိုပြီးယူသွားပြီးအိုးတဲ့ကိုလက်နှိုက်တာမွေကြိုက်ပြီးသေးအောင်လို့အဲ့ဒီမွေကလည်းသူနှိုက်တော့ကြိုက်ကိုမကြိုက်ဘူးတဲ့ကြိုက်အောင်ပါဇက်ဖြဲထဲတော့လည်းမကြိုက်ဘူးတဲ့အဲ့ဒီလောက်တည်းသူကဒါမွေဆိုးဟုတ်မထင်ပါဘူးအလကားရေမွေနဲ့တူပါတယ်လို့ဆိုပြီးမွေကိုလွတ်ထားခဲ့တဲ့အခါကျတော့ယဟန်တွေကငါရှင်မွေလွတ်ခဲ့လားလွတ်ခဲ့ပြီကိုတော်တို့မွေကမွေဆိုးဟုတ်ပါဘူးအလကားရေမွေကြီးပါဆိုတော့မဟုတ်ဘူးတဲ့သူတို့မှမနှဲဖမ်းထားတာတဲ့ဗပြင်းထောင်ပြီးတော့တရှုရှုလုပ်နေတဲ့မွေဟောက်ကြီးပါလို့ဆိုအဲ့သူကြတော့အဲ့ဒီမွေကမကြိုက်ဘူးသူကတေးခြင်းလို့မွေကြိုက်ခံခြင်းလို့မှမွေပါဇက်ထဲလဲထဲတာတော့မကြိုက်ဘူးလို့ဆိုဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတော့မြတ်စွာဘုရားရှောက်ကြတယ်ဒီကိုယ်တော်မွေဆိုးကသူ့မကြိုက်ဘူးကြိုက်အောင်မျိုးမျိုးလုပ်တာမရဘူးဘာကြောင့်လို့ဆိုဒီမွေကတတ္တိယဘဝတုန်းကသူ့ရဲ့ကြုံနဲ့ဖြစ်ခဲ့ဘူးတဲ့သူကအရှင်သခင်ဖြစ်ခဲ့ဘူးတဲ့အဲ့ဒါလို့တတ္တိယဘဝမှာကြုံနဲ့အရှင်သခင်ဖြစ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီတုန်းကတည်းကကိုယ်အရှင်သခင်ဆိုတဲ့အသိစိတ်ဟာခုခေတ်လူတွေပြောသလိုပေါ့တကယ်ကတော့သိတာမဟုတ်တော့လေသွေးကပြောပြီးတော့မကြိုက်ကိုမကြိုက်တော့တာနော်သွေးကပြောတယ်ဆိုတာအဲ့ဒါပဲ
ဖြစ်ဘူးကြဘူးလားတခါတခါလူတယောက်တွေ့တယ်မြင်းမြင်ချင်းခင်မင်သွားတဲ့လူရှိတယ်မြင်းမြင်ချင်းအမြင်ကတ်တဲ့လူလည်းရှိတယ်အမြင်မြင်ချင်းအမြင်ကတ်တဲ့လူကတော့ဟိုဘဝတုန်းကရန်သူဖြစ်ခဲ့တာဖြစ်မြင်းမြင်ချင်းခင်မင်ပြီးမိတ်ဆွေဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြတာဟိုဘဝတုန်းကဆွေမျိုးသားချင်းတူဖြစ်ခဲ့လူထဲမှာအမတ်တမဲ့မနေပဲနဲ့ကြည့်လိုက်ရင်တချို့ကြတော့ရန်သူဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်အိမ်ရောက်လာတဲ့ကိုသားသမီးတောင်မှအမေဖေတွေကကြည့်မရတဲ့သားသမီးရှိသေးတယ်နော်ကြည့်လို့မရဘူးမုန်းလိုက်တာဒီကလေးမုန်းလိုက်တာသားသမီးမျိုးဖြစ်တယ်ဘုရားတော်ကရန်သူဒီဘဝကျတော့ဟောသားသမီးလာဖြစ်တယ်ဒါမျိုးလည်းရှိတတ်တယ်ဒါမျိုးလည်းရှိတယ်အဲ့တော့အတိတ်ဘဝဆိုတာသိနိုင်တာမဟုတ်ဘူးလူကမသိတော့လည်းပဲသွေးကသိတယ်လို့ပြောအောင်အခုလဲသွေးကသိလို့မွေရသူ့ကိုမကြိုက်ဘူးပါဇက်ထဲလဲထိုးတာတောင်မှပဲငုံယုံငုံထားဖြစ်ရပုံပါတော့နော်အဲ့ဒါလိုအခြေအနေမျိုးကိုအကြောင်းပြုပြီးတော့သူ့ကိုမြတ်စွာဘုရားရှိခိုးပြန်တဲ့အခါဒီကိုယ်တော်ဟာအတိတ်ဘဝတုန်းကဒီမွေဟာသူ့ရဲ့ကျွန်ဖြစ်ခဲ့တယ်ဆိုတော့သူ့ကိုတပ္ပထာသဆိုတဲ့နာမည်နဲ့ခေါ်လာခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့ဒါလိုသူဟာသိခြင်းလို့ကြိုးစားနေတော့လဲမသိဘူးမသိတဲ့အခါမှာသူဘာလုပ်လဲသူ့လက်ဘင်းကိုသူကသူလှီးပြီးတော့သိချောင်းကြံရှေးတုန်းကယဟန်တွေဟာဒီတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ပြီးတန်တရားကြီးကိုညှိငွေ့တဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုတွေ့တာမှုတွေလုံးဝမရှိတော့သိပါစေဆိုပြီးတော့ကိုယ်လည်းပဲကိုတင်တုံးနဲ့လှီးပြီးတော့သေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်ဝက်ကလီတို့ရှင်အတ္တစီတို့ဆိုတာဒီတန်ရုပ်ပါဠိတော်မှာပါတဲ့သုတ်တန်တွေမှာယဟန်တွေဟာကိုယ့်ကိုလည်းပဲလှီးပြီးသေကြတဲ့ပုဂ္ဂိုလ်တွေနောက်ဝေဒလိပိမှာဆိုလို့ရှိရင်ယဟန်တွေတော်တော်များများဟာသေဆုံးသွားကြတာတွေအများကြီးရှိတယ်ဝကျွေးပါလာတာလည်းရှိတယ်အဲ့တော့ဒီပုဂ္ဂိုလ်ကလည်းတရားအထုတ်လိုက်တိုင်းကိလေသာတွေရဲ့လွှမ်းမိုးမှုကိုခံရတဲ့အခါမှာသူ့ကိုယ်သူလည်းပင်ဓာတ်တင်ပြီးတော့တရားလုံးတော့မယ်လို့လည်းပင်ကိုတင်နှုံးသားလေးနဲ့နည်းနည်းလှီးလိုက်တဲ့အခါမှာအပြေပြားလေးဆုပ်သွားရင်အဲ့ကြကြောက်သွားလူကခက်တာနော်အဲ့ဒါလို့လည်းပင်ကအကျော်လေးမှာဓာတ်လေးထိသွားတဲ့အခါကျတော့လူကသေရမှကြောက်ပြီးတုန်လှုပ်သွားတုံလို့တဲ့အခါအကုရရှာတယ်သူယဟန်ခံလာပြီးတဲ့နောက်မှာသူကိုချင်းသီလဖောက်ပြက်ခဲ့တာများရှိသလားလို့ပြန်စဉ်းစားတော့လုံးဝကိုချင်းသီလမှာသူပြက်ခဲ့တာမရှိဘူးအဲ့ဒါလို့ကိုချင်းသီလကိုဆင်ញင်သုံးသပ်လိုက်တဲ့အခါမှာဝမ်းသာချီနူးပွဲရသူဖြစ်သွားတယ်စိတ်ပြောင်းသွားတယ်နော်တရားမှကြောက်ရင်ကနေပြီးတော့သူသီလသူဆင်ញင်အကုရရှာတာပေါ့သဘောအားရှင်းနေတဲ့လူဟာအာကိုရရှာတယ်လို့ပဲဆွဲမိဆွဲရဖန်ဆွဲတယ်လို့ကိုယ်တိလကိုစဉ်းစားလိုက်တဲ့အခါအမတ္တမစင်ကြယ်တယ်ဆိုတော့ဝမ်းသာသွားတယ်ဝမ်းသာသွားတော့ပီတိတွေဖြစ်တယ်ပီတိတွေဖြစ်တော့ပတ္တရိဆိုတဲ့ကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်ငြိမ်းချမ်းသွားတဲ့အခါကျတော့ဒုက္ခကိုယ်ရောစိတ်ရောချမ်းသာသွားတယ်ချမ်းသာသွားတဲ့အခါစိတ်ဟာတည်ငြိမ်သွားတယ်တမာတိတွေရသွားအဲ့ဒီတမာတိစွမ်းအားနဲ့ဝိပဿနာတရားကိုဆက်ပြီးအားထုတ်လိုက်တဲ့အခါမှာသူဟာယန္နာကြီးဖြစ်သွားတယ်လို့သူတို့ပြောတယ်ဝက်ကလိမထေမြတ်လည်းပဲဒီတိုင်ပဲသူ့ကိုသူတင်နှုံးနဲ့လှီးလိုက်တဲ့အခါမှာဧကန္ဒိဋ္ဌသေရတော့မှလူစွာချက်ချင်းသေတာမှမဟုတ်တာလူမပြောနဲ့ပိညောင်တော့အမေးဖြတ်ရင်ခုံးနေသေးတာမဟုတ်လားအဲ့လူကလည်းအတော်လည်းမသေးသေးဘူးအဲ့ဒီမသေးတဲ့အချိန်လေးမှာငါသေရတော့မှလို့သိလိုက်ရင်လူဟာကြောက်သွားတဲ့အချိန်လေးမှာအာကိုရရှာပြီးတရားနှလုံးသွင်းတဲ့အခါမှာဝက်ကလိဆိုတဲ့ယဟန်ဟာလည်းပဲဒီလိုပဲယဟန်နာမဖြစ်ခင်လေးကပ်ပြီးတော့ယဟန်နာလည်းဖြစ်သိလည်းသိစီဝိတတမတိတိလို့ခေါ်တယ်မသေးခင်လေးမှကပ်ပြီးတော့ယဟန္တာဖြစ်သွားပြီးတော့သေသွားတယ်သူတို့ဆိုလို့ကိလေသာလည်းသေတယ်အသက်လည်းသေသွားတယ်ဒီလိုဆုံစည်းသွားတာမျိုးကိုဇီဝိတသမတိတိလို့ခေါ်တယ်
အသက်နဲ့ကိလေသာတွေရင်ထဲကထွက်သွားတာဟာပြိုင်နှူလို့ဖြစ်တယ်ပေါ့ဒါကတီတီဆိုတဲ့စကားလုံးကတီတမြင်းပြိုင်ပွဲရလာတဲ့စကားဖြစ်လိမ့်မယ်နော်မြင်းနှကောင်ပြိုင်ပြီးတော့ဝင်လာတဲ့အခါမှာခေါင်းချင်းရှင်ဝင်လာရင်တမတိတာလို့ခေါ်အခုလည်းပဲယဟန္တာဖြစ်ခြင်းအရတ္တမေရတ္တဖို့ရခြင်းနဲ့သိဆုံးခြင်းဟာရှင်ပြိုင်ပြီးတော့ဝင်လာတယ်လို့ဆိုလို့တယ်ပေါ့အဲ့လိုသိဆုံးယဟန္တာမဖြစ်ခင်လေးယဟန္တာလေးဖြစ်ပြီးတဲ့နောက်မှာချက်ချင်းသိဆုံးသွားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်အခုဒီသမ္မာဒတမထေရတော့လက်ဘင်းကိုဓာတ်တင်လိုက်တဲ့အချိန်လေးမှာမျက်ခနဲ့ဖြစ်သွားပြီအားနဲ့လှီးတာမဟုတ်တော့လက်ဘင်းကအကျော်ပြတ်မသွားသေးဘူးအရေးပြားလေးလောက်ပဲထိတဲ့အချိန်လေးမှာသူတတိတဝိကတွေရပြီတရားထုတ်လိုက်တဲ့အခါမှာသူယန္နာဖြစ်သွားအဲ့ဒီအကြောင်းကိုသူပြန်ပြောပြတာအမှတ်တရစကားမှာအဲ့ဒီအကြောင်းလေးကိုသူပြန်ပြောပြနေတာပဏ္ဏဝိတတိဝတ္တနိယတောပပ္ပစိတောအဟံဣစ္ဆရာသင်္ဃာတမတ္တံမိစေတောတန္တိမနစ္စခံသူကသူဆင်ញင်စဉ်းစားကြည့်လိုက်တာသူက25နှစ်ပတ်လုံးသူဟာယဟန်ဖြစ်လာယဟန်ဘဝမှာ25နှစ်တည်တည်25ဝါရာသီထီအောင်တရားဓမ္မကိုကြိုးစားအားထုတ်တယ်တဲ့အဲ့ဒီ25နှစ်ကြိုးစားအားထုတ်တာတောင်းပါပဲဣစ္ဆရာသင်္ဃာတမတ္တံပြီးစေတောတန္တိမနစ္စကံသာလက်ဖြစ်တတိအချိန်လေးတောင်ခိုက်တန့်လေးတောင်မှစိတ်ရဲ့ငြိမ်းချမ်းမှုကိုသူမရခဲ့ပါဘူးပွင့်ပွင့်လင်းလင်းပြောတာနော်သူဟာသာသနာ့ဘောင်ဝင်ပြီးယန္တရားအထုတ်ပြီမယ်လို့စိတ်ရဲ့ငြိမ်းချမ်းမှုတစ်စက္ကန့်လေးမှမရရှိခဲ့ပါဘူးတို့ဆိုလို့ပဲပေါ့နော်တမာတိတရားကိုလုံးဝမရရှိခဲ့ပါဘူးအဲ့လိုမရတော့သူဘာဖြစ်လဲအလတ္တစိတ်တတိကက်ခံစိတ်ရဲ့တည်ငြိမ်မှုကိုသူမရတဲ့အခါဘာကြောင့်မရတာတော့ဆိုကာမရာဂေနအဋ္ဌိတောလူဘဝလူထွက်ခြင်းနဲ့ကာမဂုဏ်အာယုန်တွေကိုခံစားခြင်းနဲ့ဆိုတဲ့ကာမရာဂရမက်ဇောတွေရဲ့လွှမ်းမိုးနှိမ့်ဆက်မှုကိုသူခံရလို့စိတ်တည်ငြိမ်မှုကိုမရတာပါတဲ့ကြိုးစားပေမဲ့လို့ရှင်ထဲကဘလောက်ပဲကြိုးစားပြီးဖြောက်တရားနဲ့ကြိုးစားပြီးဖြောက်ဒီရှင်ထဲကရမက်ဆိုးကြီးဟာတိုးလာတဲ့အခါကျတော့သူဟာငါနဲ့လူဖြစ်ချိုးမနှက်ပါဘူးဆိုပြီးဘာဟာပက္ကရှာကန်ထန်တော်ကလေးတွေဟာလက်မောင်းနှစ်ဖက်မြောက်ပြီးတော့ငိုသလိုပဲသူဟာလည်းငိုချွေးမြည်တမ်းပြီးတော့ဝိဟာရဥပနိခမေကျောင်းငန်းတွေကထွက်ခွာလိုက်တယ်သူကသူမကြေမနက်ဖြစ်ပြီးတော့ငိုကြွေးပြီးကျောင်းငန်းတွေကထွက်လိုက်တယ်တထံဝါအာဟရိတမိကောအထောစီဝိတေနမိသူစိတ်ထဲမှာဘာဖြစ်25နှစ်တိတိငါကြိုးစားရတော့ဘာတရားထုမှမရဘူးဆိုလို့ရှင်အသက်ရှင်နေလို့ဘာအကျိုးရှိမှာတော့ကိုတတ်သိမယ်စူးစိုက်လုပ်မယ်ဆိုတဲ့အတွေ့တွေဒါမဆန်းဘူးဒီခေတ်မှာလဲလူတွေဟာကိုတတ်သိဖို့အတွေ့တွေရှိကြလားနော်ရှိတယ်မကျေနပ်တာတခုဖြစ်လာလို့ရှင်မကျေနပ်မှုကိုအကြောင်းပြုပြီးတော့ကိုတတ်သိဖို့ကြိုးစားလာတထံဝါအာရိတမိဆိုအေးဒါနဲ့လည်းပင်ကိုလှီးပြီးသေချောင်းကြံမယ်လို့သူစိတ်တွေဖြစ်လာတေပေမောကနေခုံချမယ်ကြိုးဆွဲချမယ်တေကုံသိဏိတွေမျိုးစုံသူကြိုးစားမယ်ဆိုပြီးကျောင်းထဲကထွက်ပြီးတော့တေရမယ့်နေရာကိုသူစဉ်းစားကြည့်တော့စိတ်ပြက်လက်ပြက်နဲ့ဖြစ်လာကထာဟိသိက္ခာပစ္စကံကာလံကိုဝေထမာရိတောငါလိုပုဂ္ဂိုလ်ဟာဒီသူကလူရှက်တာပြောချင်တာကတော့သူကဘုန်းကြီးကမပြောတာအထက်ကမပြောလို့လူထွက်ချင်တယ်လူထွက်ချင်တဲ့စိတ်ကိုချိုးနှုံလို့မရဘူးလို့ဆိုလို့ချိုးနှိမ်လို့မရတဲ့အခါကျတော့ငါလိုပုဂ္ဂိုလ်ဟာလူထွက်ပြီး
နေမဲ့အစားသေတာကပဲကောင်းတယ်ကိုယ်ကိုဆုံးဖြတ်လောကမှာဘုန်းကြီးတွေဆိုတာမြဲနေတယ်ဆိုတာပျော်လို့မြဲနေတယ်လို့ကြီးပဲမအောင်မေ့ကြလိမ့်မယ်နော်လားတခါတော့ကဥလသိန်းဆိုတဲ့ဓမ္မဂတိကဆရာကြီးဟောသွားတာရှိအောင်လုံးကြီးဆိုတာကြာနေကန်တို့ဟောသွားတဲ့ဟာရှိတယ်လေဘုန်းကြီးပြန်တော်မူလို့မီးရှို့တဲ့အခါကျတော့တဲ့မီးမလောင်နိုင်တဲ့အလုံးကြီးရှိတယ်အတော်နဲ့မီးရမကျွမ်းဘူးခုခေတ်တော့မီးတကြိုစက်နဲ့ဆိုသိမတွေ့အောင်ထင်းနဲ့တကြိုလို့ရှိရင်တွေ့အဲ့ဒါဘာအလုံးလို့ဆိုအောင်လုံးကြီးမပြောပေမဲ့အောင့်နေရတယ်လို့ဆိုလို့တယ်အဲ့ဒါဘုန်းကြီးဝိပိပြန်တော့လေလူထွက်ရမှာတော်တော်ခက်တယ်ဘုန်းကြီးတို့ဆရာတော်ကြီးမေးရှိဘူးလားငယ်တော့ကကြားရဘူးတယ်မန္တလေးကနာမည်ကြီးစာကြဆရာတော်ကြီးတပါးလူထွက်တယ်စာကြဆရာတော်ကြီးလူထွက်သွားတယ်ဖះကြီးဘက်မှာသူ့တပည့်တွေနဲ့ဆုံတယ်သူ့တပည့်ဥစဉ်တွေကဆရာကြီးဘုန်းကြီးပြန်ဝတ်ပါလို့ဝိုင်းပြီးတော့တိုက်တွန်းကြတဲ့အခါမလုံးကြပါနဲ့ကိုတော်တို့ဒီဘဝရောက်အောင်မနေကြိုးစားထားတာလွယ်လွယ်ကူများထွက်လို့ရတယ်မဟုတ်ဒီဘဝရောက်အောင်မနေကြိုးစားထားရတာပါလို့ပြောတဲ့ဟုတ်လို့အခုလေဒီမထေမြတ်ဟာသိခါချပြီးလူထွက်မဲ့အစားသေတာကတော့ပိုကောင်းတယ်သေတော်မတိဩကောင်းဤပေါ့လူထွက်ဘဝမှာတော့မသွားကြတော့ဘူးဒီရွယ်ကြမှာတော့ငါလူမထွက်တော့ဘူးလို့ဆိုပြီးအဲ့ဒါလို့စိတ်ပြက်လက်ပြက်ယဟန်ဘဝနေပြန်တော့လေတရားကမရကိုယ်စိတ်ကိုနိုင်နေအောင်ဆုံးမနိုင်ခြင်းမရှိဘူးဒါကြောင့်မို့လို့ဒါဖြင့်သိက္ခာချပြီးလူထွက်ပါလားလို့ဆိုတော့လေလူလည်းမထွက်ချင်ဘူးသေတာကမှကောင်းသေးတယ်ဆိုပြီးဆုံးဖြတ်တယ်သူကတတဟံခုရမာထာယအဲ့ဒီချိန်လေးမှာသူဟာသင်္နှုံးကိုယူလာခဲ့တယ်သင်္နှုံးလေးကိုယူလာလက်ထဲမှာဓားလေးပါပေါ့နော်မေစကံမိဥပဝိသေသူများတွေမြင်မှာဆိုလို့ချောင်းကန်းလေးတွေပြန်ဝင်လိုက်ပြီးတော့ညောင်ဆောင်ပေါ်မှာလက်အိပ်ပြီးပရိနိတောခုရောအာတိဓမ္မနေစစ်တုမတ္တနောသူ့ရဲ့လက်ဘင်းကရှိတဲ့သွေးကြောကိုဖြတ်တော့ဖို့ရသူစဉ်းစားပြီးကြိုးစားလိုက်တယ်လက်ဘင်းပေါ်ဓာတ်တင်လိုက်တယ်ပေါ့နော်အဲ့ဒါလို့ဓာတ်တင်လိုက်တဲ့အခါမှာဖြစ်ပြီးတော့လှီးတော့မယ်ဆိုပြီးအရေးပြားလေးပေါ်မှာဆက်ကနေဖြစ်သွားတဲ့အချိန်လေးမှာတတော်မေမနတိကာရောယောနိသောဥဒပစ္စထာသူကောင်းထဲမှာဘာဝင်လာတော့ဆို25နှစ်လုံးသူဘုန်းကြီးဖြစ်လာတာသီလနဲ့ပတ်သက်ပြီးတော့တဲ့သူဖောက်ဖျက်တာမရှိဘူးဆိုတော့သူကိုယ်သူသိလာကိုယ်သီလကိုကိုယ်ဆင်ញင်လိုက်တဲ့အခါကျတော့ခရုသင်ပုတ္တိပလဲနဲ့အတွင်ဖြူစင်းနေတဲ့သီလအစွမ်းထင်လုံးဝမရှိခဲ့ဘူးကိုကျင့်တရားနဲ့ပတ်သက်ပြီးသူဟာချိုးရင်ပြပြခဲ့တာမရှိဘူးဆိုတာကိုစဉ်းစားမိတယ်တရားသူမရဘူးကိလေသာကာမဂုဏ်အာယုန်တွေကသူ့ကိုနှိပ်စက်တယ်လို့တွေးတော့ကသူစိတ်ပြက်တယ်တရားသူမရဘူးဆိုစိတ်ထက်ကြကိုယ်သီလကိုယ်ဆင်ញင်လိုက်တဲ့အခါကျတော့စိတ်ထက်ကပြန်တက်လာအဲ့ဒါလေဒီကိုယ့်ဘဝမှာသင်္ကန်းစာယူအောင်စိတ်ပြက်เสียကိုမတွေးနဲ့စိတ်အားတက်เสียကိုတွေးဒါသင်္ကန်းစာတစ်ခုပဲเนาะစိတ်ပြက်တရားတွေးမယ်ဆိုရင်လူဟာစိတ်ပြက်သွားမှာပဲအဲ့တော့ကောင်းတာနဲ့မကောင်းတာနှစ်ခုရှိလာလို့ရှိရင်ကိုယ်မှာကောင်းတာဘာရှိလဲရှာကြည့်လို့ကောင်းတာလေးတွေ့ရင်အဲ့ဒီကောင်းွက်ကလေးကိုကင်ပြီးတော့ဒီတဲ့ကောင်းအောင်ကြိုးစားမယ်ဆိုစိတ်ပဲမွေးရစိတ်ဓာတ်ကြနေမဲ့အစားကိုယ်စိတ်အားတွေတက်အောင်လုပ်အောင်အခုဒီမထေမြတ်ကလည်းပဲသူဟာလူဘဝကူဘဝရလဲခက်ခဲတယ်ယဟန်ဘဝမှာလဲတရားတို့တရားမြတ်ရအောင်ကြိုးစားလို့ကမရရင်ထဲကအပူလုံးကြီးကလည်းပဲဒုက္ခပေးနေအဲ့ဒီအချိန်လေးမှာသေတော်မတိဩကောင်းဤလို့စဉ်းစားနေတဲ့အချိန်လေးမှာအဲ့ဒီအချိန်မှာသူ့ကိုယ်သူကောင်းွက်ကလေးကိုရှာလိုက်တဲ့အခါ
တိလကိုသွားတွေ့တာပဲဖြစ်တယ်ပေါ့လူတယောက်ပေါ်မှာအမုန်းတက်တွေအာကြီးနေတယ်ဆိုလို့ရှိရင်လည်းပဲမုန်းစရာတွေကြီးတွေးနေမယ်ဆိုရင်အမုန်းစိတ်တွေကပိုများလာမယ်ဒါကြောင့်မို့အမုန်းစိတ်မုန်းစရာတွေကိုမတွေးနဲ့ကောင်းဘက်ကလေးကိုတွေးပြီးတော့ကိုယ့်ရင်ထဲကဒေါသပြောက်အောင်မေတ္တာပွားပါလို့သူတို့ဆိုတယ်နော်မေတ္တာရဲ့ထွက်ပေါက်ပဲလူတိုင်းမှာကိုယ်နဲ့ပတ်သက်လာတဲ့အာယုံပဲဖြစ်စေနော်အာယုံမောပဲဖြစ်စေလူပုဂ္ဂိုလ်ပဲဖြစ်စေမုန်းတီးယွန်ရှာတတ်တဲ့စိတ်ဓာတ်ရှိတယ်ပေါ့ရှိတတ်တယ်အဲ့ဒီလိုဖြစ်လာလို့မုန်းစရာပုဂ္ဂိုလ်အာယုံပြုမိလာလို့မုန်းစိတ်တွေပေါ်လာလို့ရှိရင်သူ့ရဲ့ကောင်းကွက်ကလေးကိုရှာကြည့်ပြီးတော့ကိုယ့်ရင်ထဲမှာမေတ္တာဖြစ်အောင်ပွားရမယ်မုန်းတာတွေကိုတွေးမနေနဲ့နော်ဆိုးတာတွေကိုမတွေးနဲ့ဘလောက်ပဲဆိုးသူ့ဘာသူဆိုးတာအဲ့ဒီထဲမှာသူကောင်းတဲ့အကွက်ကလေးကိုရှာပြီးတော့မေတ္တာပွားပါတတ္တနာမနာမဘာဝဓတ္တနာပဋ္ဌာနာမေတ္တာပွားဖို့အတွက်ခြေနဲ့ဆဲကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးဒါကြောင့်မို့ကောင်းကွက်ကိုရှာမေတ္တာကိုပွားလို့သူတို့ပြောတာဆိုးတာတွေကြည့်နေရင်တော့ဒေါသပဲဖြစ်မှာပဲအေးအဲ့ဒါလိုပဲသူဟာလည်းပဲတရားဓုတရားမြတ်မရလို့ယင်ထဲကကိလေသာအပူတွေပေါ်မှာအပြစ်ချပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာတရားဓုတရားမြတ်မရချင်နေပါစေအောင်သူ့ရဲ့ဆောင်ထိန်လာတဲ့ကိုချင်းသီလဟာအာရစရာဖြစ်တယ်ဆိုတာစိတ်ထဲမှာတွေးမိသွားသီလကိုအာကိုမိသွားတယ်အဲ့ဒါကိုပြောတာတတောမေမနတိကာရောယောနိသောဥဒ္ဒပိစ္ဆထာအမှန်ကန်စိတ်ထဲမှာစဉ်းစားမိလာတယ်အော်ငါသီလနှစ်ပေါင်း25နှစ်ဖြူဖြူစင်ကြဲကြဲငါထိမ့်သိမ်းဆောက်ရှောက်လိုက်ခဲ့တဲ့သီလတွေငါမှရှိနေပါလားဆိုပြီးတော့ခန္ဓာကိုယ်ရဲ့အပြစ်တွေကိုဝိပဿနာဉာဏ်နဲ့ဆက်ပြီးရှုလိုက်တဲ့အခါအာဒီနဝပတုရဟုစိတ်ကလေးကငြိမ်သွားတယ်သီလကိုအာရုံပြုလိုက်တဲ့အခါစိတ်လေးကငြိမ်သွားအဲ့ဒီငြိမ်သွားတဲ့အချိန်မှာခန္ဓာကိုယ်ရဲ့အပြစ်တွေဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘောတွေဒုက္ခသဘောတရားတွေကိုမပိုင်တဲ့သဘောတရားတွေအာယုံပြုပြီးတော့ရှုလိုက်တဲ့အခါမှာနေဗိဒာသမဒိဋ္ဌတာအပြစ်မြင်လာတဲ့အခါမှာတွေ့တာစိတ်တွေဟာကင်းသွားတယ်ဒါဝိပဿနာဉာဏ်တက်သွားတာကိုပြောတာနော်ဝိပဿနာဉာဏ်ကခန္ဓာကိုယ်ရဲ့အပြစ်မြင်အောင်ကြည့်ပြီးအဲ့ဒီခန္ဓာပေါ်မှာတွေ့တာမှုကင်းအောင်လုပ်ခြင်းပဲဖြစ်တယ်ပေါ့ဘာကြောင့်တွေ့တာမှုကင်းအောင်လုပ်ရတော့ဆိုရင်တွေ့တာနေသမျှကာလပတ်လုံးတောကဖြစ်နေမှာပဲလေတောကကိုဖယ်ရှားနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ตาရစရာကောင်းတဲ့အကွက်ရှာမတွေးတော့ဘူးခန္ဓာကိုယ်နဲ့ပတ်သက်လာအဲ့ဒါကိုနေဖိတာညင်းငွေတယ်လို့ဘာသာပြန်တာသို့တော့ကျင့်တ်စရာမတွေးတာကိုညင်းငွေတယ်လို့ခေါ်တာလူတယောက်ကြည့်လေပစ္စည်းတစ်ခုပဲဖြစ်ဖြစ်အဲ့ဒီပစ္စည်းတစ်ခုပေါ်မှာစိတ်ပြက်လာပြီဆိုရင်မတွေ့တာတော့စွန့်လွတ်နိုင်သွားတယ်ပေါ့လူဆိုလဲတူတူပဲစိတ်ပြည့်စရာကောင်းတဲ့ပုဂ္ဂိုလ်မိဘတွေပဲကြည့်လေသာသမီပေါ်မှာဘလောက်ချစ်အလွန်ဆိုးတဲ့သာသမီကကိုယ်ကိုနှုတ်ဆက်ပဲများတဲ့အခါကျတော့စိတ်ပြည့်လာတဲ့အခါတန်ရောစဉ်ကပျောက်သွားတဲ့အခါကျတော့အမွေပြတ်ကြော်ညာတာဖြစ်လာတယ်နိအဲ့ဒါလိုပဲခန္ဓာကိုယ်ကြီးနဲ့အမွေပြတ်ကြော်ညာလိုက်တာပေါ့ဝိပဿနာတရားအထုတ်လိုက်တဲ့အခါမှာကျင့်တတ်တာဆိုတာရှာမတွေ့တော့ညင်းငွေလာတယ်ကျင့်တတ်เสียရှာမတွေ့တာလို့ဒီလိုဖြစ်လာတတောစိတ်တံဝိမု सी မေအဲ့ဒီအချိန်လေးမှာသူ့စိတ်လေးဟာကိလေသာကာမဂုဏ်အာယုန်တွေကနေကိလေသာတွေကနေပြီးတော့လွတ်ထွက်သွားတယ်စိတ်လေးဟာကိလေသာအတွေနဲ့မပတ်သက်တော့တာလွတ်သွားတယ်ဆိုရင်ပြန်ပြီးတော့မတွဲတော့ကိလေသာအာသဝါတွေကစိတ်ကလေးကလွတ်ထွက်သွားတယ်ယဟနာဖြစ်သွားတယ်လို့ပြောတာကိလေသာတွေကိုဖယ်ရှားလိုက်လို့ယင်ထဲမှာအပူတွေဟာအကုန်လုံးအေးသွားပြီအပူတွေငြိမ်းသွားပြီးတော့အေးမြသွားတဲ့အနေထားမျိုးရအဲ့ဒီအချိန်လေးမှာပတ္တဓမ္မသုဓမ္မတံမြတ်စွာဘုရားဟောတဲ့တရားကိုကြည်စမ်းပါတဲ့တကယ်မှန်တာပဲတကယ်လို့ဟုတ်ဖြစ်တာပဲလို့ဆိုတာသူကျင့်တဲ့အာရမှုတွေဖြစ်နေတိတ်သောဝိဇ္ဇာအနုပ္ပတ္တာ
အတိတ်ဘဝကိုသိနိုင်တဲ့ပုဗ္ဗေနိဝါဒနုတ္တိညာဝိလတ်နဲ့ခြားကွဲတဲ့နေရာတွေကိုမြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစက္ခုဝိဇ္ဇာရှင်တဲ့ကိလေသာတွေဖယ်ရှားပြစ်နိုင်တဲ့အာသရခေယဝိဇ္ဇာဆိုတဲ့အဘိညာဉ်300ကိုဝိဇ္ဇာ3ပါးကိုမျက်မှောက်ပြုသွားနိုင်တယ်ကတံဗုဒ္ဓသာသနာတခဏလေးအတွင်းမှာနှစ်ပေါင်း25နှစ်ပြည့်ပြည့်အားထုတ်လာတာမအောင်မြင်တော့လဲတခဏလေးအတွင်းမှာစိတ်ဓာတ်တည်ငြိမ်လို့သူဟာမကြခင်တခဏလေးအတွင်းမှာပဲယဟနာဖြစ်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကိုရှောက်ကြတယ်ဒီလိုတခဏလေးအတွင်းမှာယဟနာဆိုတာဖြစ်နိုင်သလားဆိုတာမြတ်စွာဘုရားကဖြစ်တာပေါ့တဲ့လမ်းလျှောက်ရင်းတောင်မှပဲခြေတော်ကလေးတစ်ဖက်မြောက်ပြီးတော့လမ်းလျှောက်တဲ့အချိန်မြောက်လိုက်ချလိုက်သွားနေတဲ့အချိန်မှာမြောက်ပြီးတော့မြေကြီးနဲ့မထိခင်လေးဒီစကြားလေးတောင်ယဟနာဖြစ်နိုင်သေးတယ်စိတ်နဲ့ကိလေသာအာသဝတွေဆိုတာလွတ်သွားတာရှင်နန္ဒမထေမြတ်ဆိုလို့ရှိရင်ဘယ်လိုယဟနာဖြစ်တော့လက်ဖြင့်ငါလိုချိန်မှာဆိုရင်သံဃာနာပထမသံဃာနာဘွယ်ကြီးကတင်တော့မယ်သူတစ်ပါးတဲ့သောတပန်ကျန်နာတွေကယဟနာတွေအဲ့တော့တညာလုံးညာလုံးမို့တရားအထုတ်တယ်မအောင်မြင်ဘူးနောက်ဆုံးချိန်မှာတရားကြိုးစားလွန်အားကြီးတဲ့အခါလည်းမရပြန်မရတော့ပိဋကတ်တော်တွေကိုနှုတ်ကုန်ဆောင်လာတဲ့ရှင်အနန္ဒမထေရမြတ်ကစဉ်းစားတယ်ငါလုံလဝိရိယတွေလွန်ကဲနေတယ်ဒါကြောင့်မို့တမာတိနဲ့ချိန်သားမကိုက်ဘူးလုံလဝိရိယလျှော့အောင်မှပဲခိတ္တကနအပန်းဖြေမယ်ဆိုပြီးတော့အိယာဘက်ကိုသွားပြီးနော်အိယာညောင်ဆောင်ပေါ်မှာတင်မလွဲထိုင်လိုက်ပြီးတော့ခေါင်းပေါ်မှာလှဲချတော့မယ်ဆိုတဲ့အချိန်လေးမှာခေါင်းကလည်းခေါင်းပေါ်မရောက်သေးဘူးခြေထောက်ကလည်းပဲကြမ်းပြင်ကအလွတ်စောင်းရဲ့အနေထားကိုအိတ်ကြည့်လိုက်ပေါ့အဲ့ဒါမျိုးနော်အိယာပေါ်မှာထိုင်ပြီးတော့ခေါင်းကိုလှဲချလိုက်တယ်ခြေထောက်ကလွတ်လာတယ်အဲ့ဒီအချိန်လေးမှာယန္နာဖြစ်သွားတယ်တခဏလေးအတွင်းမှာယန္နာဖြစ်သွားဒါကြောင့်မို့ဒီပုဂ္ဂိုလ်သူမြတ်တပ္ပတတမထေရဟာလည်းပဲအဲ့ဒီလိုတခဏလေးအတွင်းမှာသူဟာယန္နာဘဝရောက်ရှိပြီးတော့သွားတာဖြစ်တယ်ဒါကြောင့်သူ့ရဲ့အမတ်တရားစကားထဲမှာတတောစိတ်တံဝိမု सी မေတိလကိုဆင်ញင်လိုက်တဲ့အခါစိတ်တွေအားတက်လာတယ်ထိုအားတက်လာတဲ့စိတ်အားကိုအသုံးချပြီးတော့တမာတိတွေကရလာတယ်ရလာတဲ့အချိန်လေးမှာသူဟာဝိပဿနာတရားကိုကြိုးစားရှုလိုက်တဲ့အခါမှာခန္ဓာကိုယ်ရဲ့အပြစ်တွေကိုမြင်လာပြီးတော့ခန္ဓာကိုယ်ပေါ်မှာတာယာမှုဆိုတဲ့တဏှာကိုဖယ်ရှားနိုင်တယ်အဲ့ဒီလိုဖယ်ရှားလိုက်တာနဲ့ကိလေသာအလုံးကသူ့စိတ်ဟာလွတ်သွားတယ်နော်လွတ်သွားပြီးတော့ပုဒိအာလို့ခေါ်တဲ့ပုဗ္ဗေနိဝါဒနုတ္တိဝိဇ္ဇာဒိဗ္ဗစက္ခုဝိဇ္ဇာအာသဝေခေယဝိဇ္ဇာဆိုတဲ့ဝိဇ္ဇာ၃ပါးကိုသူမျက်မှောက်ပြုသွားနိုင်တယ်ဆိုပြီးနောက်ဆုံးမှာဝမ်းမြတ်ဝမ်းသာသူနှုတ်ဖျားကဟစ်ကြွေးတာကတော့ကတံဗုဒ္ဓသာသနာရသော်ဘုရားရဲ့ဆုံးမတွေကိုအားလုံးသူလိုက်နာပြည့်ပြီးလှုပ်ပြီးသွားပြီးနောက်ထပ်လှုပ်เสียမရှိတော့ဘူးလို့ယန္နာဖြစ်သွားလို့ရှိရင်လှုပ်เสียကုန်သွားဘုန်းကြီးတို့တွေမှာလှုပ်เสียဆိုတာအမြဲတမ်းကြမ်းနေတတ်တယ်နိလူတွေမှာလှုပ်เสียပြီးပြီလို့ပြောတာတခုမှမရှိဘူးတခုပြီးတခုလှုပ်เสียတွေရှိတယ်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်တာကြတော့ယဟနာဖြစ်သွားပြီဆိုတဲ့နောက်မှာလှုပ်เสียမရှိတော့လမ်းဆုံးသွားတယ်လို့ဆိုလိုတယ်ပေါ့ရှင်တဲ့ကိလေသာတွေငြိမ်းသွားလို့ရှေ့ဆက်ပြီးလှုပ်เสียပါတခုမှမရှိတဲ့အခါမှာကတံဗုဒ္ဓသာသနာရသော်ဘုရားရဲ့အဆုံးအမတရားတော်တွေတိုင်းငါလိုက်နာကျင့်သုံးလှုပ်ဆောင်ပြီးပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်တယ်ဒါတပ္ပဒါသမထေရမြတ်ရဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ခက်ခဲနဲ့ရှင်ထဲကကိလေသာဆိုတဲ့အစွဲတွေလွတ်ကင်းအောင်ဒီမထေရမြတ်ဟာကိုယ့်ကိုယ်တေချောင်းကြံ့တဲ့အနေအထားမျိုးရောက်သည့်ထိအောင်ဘဝမှာဆင်းရဲဒုက္ခကိုကြုံခဲ့တော့လည်းပဲနောက်ဆုံးမှာသူဟာတရားဓုတရားများကိုရရှိသွားပြီးယဟန္တာဖြစ်သူရောက်ရှိသွားတယ်သူ့ရဲ့ဘဝအခြေအနေတွေကိုတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့အခြေအနေတွေကိုအမှတ်တရပြောဆိုခဲ့တာဖြစ်တယ်
ဒီအမတ်တရားစကားတွေသူဟာတရားသူတရားမြတ်ဘယ်လိုရတယ်ဆိုတာယဟန်တွေကိုရှင်းလင်းပြောပြတဲ့အမတ်တရားစကားပဲဖြစ်တယ်ဒီအမတ်တရားစကားကိုနာယူမှတ်သားကြပြီးမိမိတို့အတွက်လည်းဘဝသင်ခန်းစာအဖြစ်အသုံးချတာဓမ္မလမ်းကြောင်းဖြောင်းတန်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ဓမ္မစကားနေတိုင်းကြကစိတ်ထားဖွေးလက်ညံထက်မြက်ပါစေကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီး like comment share လုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ